အားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကတော့28ရက်နေ့17လပိုင်း2025ပေါ့နော်ဒီနေ့ကျွန်တော်လည်းနားထောင်မဲ့သတင်းလေးတစ်ပုဒ်ရှိတယ်ပေါ့နော်။ဘာလဲဆိုလို့ရှိရင်ကြော်မျိုးမင်းပြောထားတဲ့သတင်းလေးပေါ့နော်။ဘာသတင်းလဲဆိုလို့ရှိရင်ဒီပြည်သူတွေအတွက်ကတော့သတင်းကောင်းဖြစ်မှာပေါ့နော်။ဒါပေမဲ့သူတို့တွေအတွက်ကတော့တဖြည်းဖြည်းနဲ့ခွန်အားတွေဆုပ်ယုပ်လာပြီလို့ပြောလို့ရတယ်။အဲ့သတင်းလေးတစ်ချက်လောက်ကျွန်တော်လည်းအတူဆုံးအောင်နားထောင်ပေးပါနော်။ပြောချင်တာပါအဲ့တော့ဒါပထမဆုံးကိစ္စပြောပြီးတော့သတင်းရင်စပြောမယ်သတင်းဆိုတဲ့နေရာမှာဒီနေ့ပေါ့နော်ဒီနေ့ကအားလုံးသိတဲ့အတိုင်းပဲလူငင်းချမ်းသာတက်တာခွင့်နေအများပြားရတဲ့နေ့ပေါ့နော်ဒါလို့ဆိုမနေ့ကညသတင်းကြီးညာတယ်နိုင်ငံတော်ကြီးညာတဲ့အထက်မှာပါလာတဲ့ဟာတွေကတော်တော်လေးကိုဒီအချိန်ကြိုက်ပေါ့နော်ဘာအတွက်အချိန်ကြိုက်လို့တော့မသိပေမဲ့သူကလူငင်းတက်တာခွင့်နေလူငင်းချမ်းသာခွင့်နေဒီနေ့အများပြားပေးပါတယ်အများပြားပေးပါတယ်ဒါလို့များလဲလို့မင်းကျွန်တော်မနေ့ကထုတ်ပြချက်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါတော်တော်တွေ့ရတယ်ဗျတော်တော်များတာတွေ့ရတယ်ဥပမာဆိုကြပါစို့မနေ့ကတော့ထုတ်ပြချက်မှာ95ကာကြီးနဲ့မိထားတဲ့လူတွေပေါ့နော်95 hyben card ပေါ့နော်ကာကြီးပါ hyben dash 95 dash card လို့ပြောပုံမှန်ပါတယ်လူရင်းသက်တာတွေပြီးပဲဆိုပြီးတော့နိုင်ငံတော်ကကြီးညာတယ်ဗျဥပမာဆိုကြပါစို့ကြားနာစစ်ဆေးအမှုတွေကိုလည်းပိတ်သိမ်းပေးတာတွေနောက်တော့ဒီအမှုဖွင့်ထားပြီးသားဆိုတာတွေထောင်ချမဲ့ဟာတွေအဲ့ဒါကိုဖြေလျှော့ပြီးထောင်ထဲရောက်နေတာတွေကိုဖြေလျှော့တာပါအဲ့တော့ဘာလို့တကူကကြားနာစစ်ဆေးအမှုတွေကိုပိတ်သိမ်းတဲ့ကိစ္စလုပ်ပေးတယ်အဲ့ပိတ်သိမ်းတဲ့ကိစ္စမှာလည်းလူ9000နဲ့980ဦးထိပါဝင်တယ်ဆိုကြပါစို့ဘာကြောင့်ပိတ်သိမ်းတာလဲလို့ထင်တယ်905ဆိုတာနော်နိုင်ငံတော်အကြီးညိုပြည့်စင်မှုပုံမှားတွေဘာတွေညာတွေပေါ့ထားပါတော့သူတို့ဘက်ကပြောတဲ့ဒီပုံမှားတွေဘာကြောင့်ပိတ်သိမ်းတာလဲအခု US အမေရိကန်ကနေပြီးတော့အမေရိကန်မှာရောက်နေတဲ့ဒီမြန်မာနိုင်ငံသားတွေကိုတစ်ဖက်ခေါ်ခြင်းတဲ့ခါတော့အဲ့905နဲ့အမှုဖွင့်ထားတဲ့လူတွေအမှုတရားစွဲခံထားရတဲ့လူတွေအဲ့လိုမျိုးဗာလဲဒီ905နဲ့ညှိနေတဲ့လူတွေနိုင်ငံသားဖြစ်တော့ညာလဲတခြားနိုင်ငံကိုကိုယ်နိုင်ငံကိုပုံကံပြီးတော့တခြားနိုင်ငံကိုထွက်သွားတဲ့ဟာမျိုးတွေသူတို့ပြောတဲ့ဘက်ကပေါ့နော်စဉ်းစားကြည့်မယ်ဆိုရင်ဒီလိုဟာမျိုးတွေကိုပြန်ဝင်လာအောင်ပြီးရင်ဒီဘက်ကနေပြီးတော့905နဲ့ဖြေလျှော့ပေးတယ်ပေါ့နော်ဒါကျွန်တော်အမြင်ပါဒီ905နဲ့ဖြေလျှော့ပေးလိုက်တဲ့အခါကျတော့ဒီပြည်ပနဲ့ပြန်ဝင်လာတဲ့လူတွေကတတိရှိရှိနဲ့ပြန်ဝင်လာနိုင်တယ်ပေါ့ကွာပထမတစ်ချက်ဒုတိယတစ်ချက်ကတော့ဒီအခုဒီအမေရိကန်ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဒီမြန်မာကိုအနည်းမျိုးစုံနဲ့သူတို့ထောက်လန်းနေကြတယ်ပေါ့နော်အဲ့ဒီကြားထဲမှာဒီသူတို့ညက်ပြီးပါသွားမှာဆိုလို့တကြောင်ပြီးနောက်တစ်ခုကကြတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီဗာလဲဒီသူတို့ထောင်ထဲမှာမြန်မာနိုင်ငံမှာဖမ်းထားတဲ့သူတို့ထောင်ထဲကလူတွေကိုအပြင်ထုတ်ပြီးလို့ရှိရင်သူတို့ကိုရှေ့တန်းထွက်ခိုင်းမှာတော့၎င်းဒါဖြစ်နိုင်ခြင်းအများကြီးရှိတယ်ပေါ့နော်ဒါကျွန်တော်ဘက်ကစဉ်းစားကြည့်တာပေါ့ဗာ9000ကျော်ဆိုတာကဒီအပတ်စဉ်တစ်ပတ်စဉ်စာလောက်ရှိတယ်အပတ်စဉ်တစ်ပတ်စဉ်စာလောက်ရှိပေါ့နော်တစ်ပတ်စဉ်မှာ9000လူရင်9000ခေါ်တယ်ဒါဆိုလို့ရှိရင်ဒါဆိုသူတို့အပတ်စဉ်တစ်ခုစာရသွားပြီဒါလည်းဖြစ်နိုင်တယ်နေထိုင်နေတော့ဘယ်သူမှလွတ်ငြိမ်းချမ်းသာခွင့်မပေးဘူးဒါသူတို့အကြောင်းရှိလို့ပါအကြောင်းလဲတခြားနိုင်ငံကလူတွေကဒီမြန်မာနိုင်ငံဝင်တယ်အမျိုးမျိုးလေးလာတယ်စုံစမ်းတယ်ထောက်လန်းတယ်ဒါမျိုးတွေမှာသူတို့တွေကြားညက်ပြီးပါသွားမှာဆိုလို့ဒါကြောင့်မို့နော်ပြီးလို့ရှိရင်ဒီကြားဖြန့်ကြောင့်သူတို့တွေခေါင်းကြီးပိုင်းတွေကိုထိသွားမှာဆိုလို့ဒါကြောင့်ဒီ905တွေကိုဖြေလျှော့ပေးပါတယ်နိုင်ငံတော်ကဗာလဲဥစ္စာဖြစ်တယ်ပေါ့ကွာစေတနာထားတယ်ပေါ့ကွာဒီပြည်သူတွေပေါ်မှာဒါတွေကိုမြင်တခြားနိုင်ငံတွေကမြင်စေခြင်းလို့ဒါတွေကိုသူတို့ကလွတ်ပေးတဲ့သဘောပဲရှိတယ်ဒါစေတနာပါလို့ရမဟုတ်ဘူးဒါကိုသိထားဖို့လိုတယ်ဒါသူဘာဖြစ်ဆက်ပြောမလဲတစ်ချက်လောက်နားထောင်ကြစို့ကြားနာစစ်ဆေးအမှုတွေဆိုတဲ့နေရာမှာယူမှုရာဇကြီးပုံမှန်95ကာကြီးဖြင့်၎င်းနဲ့နော်ရင်းပြမှုဖြင့်ထွက်ပြေးတေးရှောင်နေတဲ့ဖြင့်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်912ဖြင့်၎င်းနဲ့တရားစွဲဆိုခံရသူ9580ဦးတို့ရဲ့ကြားနာစစ်ဆေးအမှုတွေကိုပိတ်သိမ်းပြီးတော့တရားခံတွေကိုအမှုမှလွတ်ရန်ဖွဲ့စည်းပုံဥပဒေပုံမှန်429အရာထုတ်ပြန်သည်ဆိုပြီးတော့နိုင်ငံတော်ကကြေညာတယ်မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကြေညာတယ်အဲ့တော့ပြောရတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဲပေးလို့ရအောင်ရွေးကောက်ပွဲမကြိုင်ကျင်းပမဲ့ရွေးကောက်ပွဲတွေ့လား
သူတို့လွတ်ပေးတာတခြားကိစ္စမဟုတ်မှာသူကိုယ်တိုင်ပြောတာနော်သူကိုယ်တိုင်ပြောလိုက်ပြီဘာပြောလဲဒီရွေးကောက်ပွဲမှာမဲပေးဖို့ရမဲရဖို့အတွက်လွတ်ပေးတာဒါသူထင်တာပထမဆုံးတစ်ချက်တာမှန်တယ်ဟုတ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ9000လောက်ထွက်လာခဲ့ကွာ9000ကျော်လောက်ထွက်လာခဲ့ပြီးလို့ရှိရင်သူတို့မဲပေးလိုက်9000လူ9000မဲပေးလိုက်လို့ရှိရင်သူတို့လည်းလွတ်သွားတယ်တစ်ဖက်စဉ်းစားမယ်ဆိုသူတို့လည်းလွတ်သွားတယ်နောက်တစ်ဖက်မှာစဉ်းစားမယ်ဆိုဒီကောင်တွေလည်းမဲရသွားတယ်နှစ်ချက်ကွက်နေတယ်တို့ဒီကောင်တွေကမပိုင်ချင်မရိုက်ဘူးဒါပေမဲ့မပိုင်မနဲ့ချင်နေသွားရိုက်ပြီလို့ခဏမျိုးပြုတ်တာလည်းသူတို့မမှတ်ဘူးမှာမဲပေးပဲရှိတယ်မဲဆန္ဒရှင်ပြီးတော့အလုံးလွတ်လပ်ပြတာတော့မဲဆန္ဒပေးလိုက်ဖို့အတွက်ရည်ရပြီးတော့လို့သူကပြောပါတယ်အဲ့တော့လူ9580ကျော်ထက်မနည်းဟာသူတို့အမှုရင်ဆိုင်ရတဲ့လူရှိတယ်ကြားနာစစ်ဆေးတွေရှိတယ်အဲ့လိုလူတွေကလွတ်ငင်းဖြစ်သွားပြီးတော့တရားဥပဒေမှာအခုအမှုရင်ဆိုင်ရတဲ့95ကကြီးနဲ့ရင်ဆိုင်ရတဲ့သူတွေအကုန်လုံး9580မှာအကျုံးဝင်တဲ့လူတွေအကုန်လုံးပါသွားပြီတခါရာဇဝတ်ကျင့်ထုံးဥပဒေပုံမှာ912နဲ့တရားစွဲခံထားတဲ့သူတွေဒါတွေလည်းပါသွားပြီအဲ့တော့ပြောရရင်တော့ဒါပြစ်ဒဏ်အဲ့ဒီမှာဘာလို့တကယ်နိုင်ငံရေးအကျဉ်းသားတွေဘာလို့မပါတာပြီးဒေါန်ဆန်းစုကြည်လို့ဟာမျိုးခေါင်းကြီးပိုင်းတွေဘာလို့မပါတာတခြားတော့ပြောပြခြင်းဒါရည်ရွယ်ချက်မရှိဘဲနဲ့လွတ်တာလားရည်ရွယ်ချက်ရှိနဲ့လွတ်တာလားပြီးရင်နောက်တစ်ခုကလွတ်ချင်လို့လွတ်တာလားစေတနာထားလို့လွတ်တာလားဒါတဲကွယ်မြင်ဖို့လို့လားသမဏဦးဝင်းမြင့်တို့ဒေါန်ဆန်းစုကြည်တို့ဘာလို့မလွတ်ပေးတာလဲဘာအဲ့ထက်မှဘာလို့မပါတာလဲဒါမှမဟုတ်လို့ရှင်ဒီဒေါန်ဆန်းစုကြည်တို့ဒီသမဏဦးဝင်းမြင့်တို့ဘာလို့ညာတို့ကဘာလဲဟိုးစားဘာလဲနိုင်ငံတော်ပုံကန်ထားတဲ့လူတွေလားဒါမှမဟုတ်နောက်တစ်ခုကဒီနိုင်ငံဒီသမဏဦးဝင်းမြင့်နဲ့ဒီဒေါန်ဆန်းစုကြည်တို့ကဘာလဲဟိုးစားဖြစ်လို့လားဘာလဲဘာလဲနိုင်ငံသားတွေမဟုတ်ကြလို့လားဒါဆက်တော့ပြောပြကြည့်အောင်ပြစ်ဒဏ်ကြမဲ့ဆဲဆဲမှာတော့ဖြေလျှော့ပေးတာဆိုတော့ကြားနာစစ်ဆေးတဲ့အမှုကိုပိတ်သိမ်းပေးတာဆိုတော့ဗျာတချို့တော့အမှုရင်ဆိုင်နေတဲ့သူတွေကိုလွတ်သွားပြီဗျာလွတ်သွားပြီအေးစစ်ဖြစ်သွားပြီဒီမှုတွေကိုဘာဖြစ်ကြမလို့တော့ခေါင်းနဲ့လက်ကြည့်ကြမလို့ဖြစ်သွားတယ်ဒါတစ်ခုပေါ့နော်အဲ့တော့အဲ့မှာစေးလိန်တွေအဝင်ရပါလူပေါင်း9580နောက်ထပ်တစ်ခုကျန်သေးတယ်အဲ့ဒါဘာလဲဆိုပြစ်ဒဏ်လွန်ငင်းသက်သာခွင့်ခုနကကြားနာစစ်ဆေးတဲ့ရာဇကြီးပုံမှန်95ကကြီးဖြင့်ကြားနာစစ်ဆေးတဲ့အမှုတွေကိုပိတ်သိမ်းခြင်းဆိုတာပြောတာပြီးတော့အဲ့မှာအဲ့အမှုကြောင့်ထွက်ပြေးနေချောင်းတဲ့လူပေါ့ထွက်ပြေးနေချောင်းတဲ့ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်912အရာဆိုတော့မျိုး9580အခုကဘာလဲဆိုတော့ပြစ်ဒဏ်လွန်ငင်းသက်သာခွင့်ဒါလည်းကောင်းတယ်ဗျဒါလည်းကောင်းတယ်ဆိုတော့သူထုတ်ပြန်ထားတဲ့အကြည့်ရပါတော့သူထုတ်ပြန်ထားတဲ့အရာဆိုတော့ဘာလဲဆိုတော့ဒီရာဇကြီးပုံမှန်95ကကြီးအရာပြစ်မှုတင်ရှားစီရင်ခံရပြီးအကျဉ်းထောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးမှာပြစ်ဒဏ်ကြခံလျက်ရှိတဲ့အကျဉ်းသူအကျဉ်းသား2362ဦးတဲ့ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ1ရာတဲ့ဒါကတော့ကြခံရကြံရှိသောပြစ်ဒဏ်များပေါ်ရှော့ဖို့ရလွန်ငင်းသက်သာခွင့်ပြုသည်တဲ့ဆိုတော့ဒါကိုကြီးချင်းအဖြစ်ဒီမှာလဲ2362ဦးခုန9500နဲ့ဆိုတော့9800ကျော်9900ပေါ့ဗျာ9900လူ9900ဟာပြောရင်တော့နိုင်ငံတော်ရဲ့လွန်ငင်းသက်သာနဲ့ဟိုဘာလဲဆိုပြစ်ဒဏ်ဖြေလျှော့ပေးတဲ့လွန်ငင်းသက်သာပြစ်ဒဏ်ဒီကပွဲပြီးသွားတဲ့ခါကျရင်မင်းတို့ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအပြောင်းဝင်မဝင်လို့ရှင်လဲရှေ့တန်းထွက်ဖို့ပြင်တာအခုလွတ်ပေးခံရတဲ့လူတွေဖြေလျှော့ပေးတာတွေနောက်တစ်ခါကျန်းမာစစ်ဆေးမှုပေးသိပေးတာတွေကိုစရရှိသွားတယ်လူ9900နီးပါပေါ့နော်9900ကျော်နော်ဆိုတော့ဘာပြောဒါလေးတစ်ခုတွေ့တယ်နောက်ထပ်ထုတ်ပြချက်တောင်းနောက်ထပ်ထပ်ပါသေးတယ်နောက်တစ်ခုပြစ်ဒဏ်လွန်ငင်းခွင့်ပြောတာနော်ဟိုလွန်ငင်းခွင့်ဟိုပြစ်ဒဏ်လွန်ငင်းခွင့်လုံးဝလွန်ငင်းခွင့်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ရာဇကြီးဥပဒေပုံမှန်ရာဇကြီးပုံမှန်ပေါ့905ကကြီးအရာပြစ်မှုထင်ရှားစီရင်ခံရပြီးအကျဉ်းထောင်ချုပ်ထောင်အကျဉ်းစခန်းအသီးသီးမှာပြစ်ဒဏ်ကြခံလျက်ရှိသောအကျဉ်းသားအကျဉ်းသူ924ဦးရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ1ရာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြည်ထံအပြင်ယခုကြခံရန်ကြံရှိသောပြည်ထံများကိုပါဆက်လက်ကြခံပါမည်ဟုသောစီကံသတ်မှတ်ချက်ဖြင့်ယခုကြခံရန်ကြံရှိသောပြည်ထံများပေါ်ရှော့ပေါ်၏ပြည်ထံများလူငင်းခွင့်ပြုသည်ဆိုတာအဲ့ဒါကလူ924ဦးအဲ့ဒါလွတ်ချင်လို့လွတ်တာမဟုတ်ဘူးဆိုတာကျွန်တော်တို့ဒီပြည်သူလူထုတွေသိထားဖို့လိုတယ်ပေါ့နော်စေတနာရှိလုံးလို့လွတ်တာတော့မဟုတ်ဘူးငါလို့ကျွန်တော်ငစားကျွေးတဲ့သဘောပဲဒါတစ်ဖက်ကစဉ်းစားမယ်ဆိုရင်ဒီလိုစဉ်းစားလို့ရတယ်
ပြီးလို့ရှိရင်နောက်တစ်ခုကဒီပြည်သူလူထုတွေကလည်းတချို့နေရာမှာအသွားလာတွေဆင်ခြင်မှုလို့တယ်ပေါ့နော်ဒီအချိန်မှာသူတို့အခက်မတင်လို့ရှိရင်ဘာညာတတကာနဲ့ဆက်ဆက်စီသွားတယ်ဒါတတိထားဖို့လို့တယ်ပေါ့နော် အဲ့တော့ခုနကလူ9000နဲ့900နဲ့ဒီ900ပဲဆို8000ကျော်9000မိပါလူ8000ကျော်9000မိပါဟာနော်ပြစ်ဒဏ်လွတ်ငင်းခွင့်နော်ပြစ်ဒဏ်လွတ်ငင်းတတ်တာခွင့်နဲ့ဒီကြားနာစစ်စစ်အမှုများပိတ်သိမ်းခံရခြင်းဒီ၃ချက်နဲ့ရပါတယ်ဆိုတော့ပြောရရင်တော့ဒီနေရာမှာလူတွေမြင်တာထောင်ရှိမှာဒီနေ့ဆိုအချင်းထောင်ရှိမှာလူတွေအများကြီးသွားဆောင်တယ်အင်းစိန်တို့မန္တလေးတို့ပသိမ်တို့စရှိတဲ့ထောင်ကြီးထောင်လေးရှိမှာလူတွေအများကြီးဒီနေ့သွားဆောင်ကြတယ်အဲ့ဒါဘာလို့သွားဆောင်တာလဲပြီးတော့ခုနပြစ်ဒဏ်လွတ်ငင်းခွင့်အမိန့်ရဲ့အရာလူ900ကျော်လွတ်လာမှာမို့လို့သွားဆောင်တာအဲ့ဒါသွားဆောင်တာခုနပြစ်ဒဏ်လွတ်ငင်းတတ်တာခွင့်ဆိုတာကကြားခံရမှုကထောက်တော့10နှစ်ကြာမယ်သူ့ဖြေလျှော့လိုက်တဲ့အတွက်တချို့ဟာတွေဖြော့ပေါ်တဲ့အတွက်ရော့သွားတယ်အဲဒီဟာကျတော့အမှုကြားနာစစ်စစ်မှုတွေပိတ်သိမ်းနေဆိုတာက ဒါတော့တစ်ဖက်ကစဉ်းစားကြည့်မယ်ဆိုရင်တော့ကောင်းတဲ့ဘက်ပေါ့နော်နောက်တစ်ဖက်ကစဉ်းစားကြည့်မယ်ဆိုရင်တော့သူတို့ထွက်ပေါက်လို့ဖြစ်သွားနိုင်တယ်ပေါ့ဒါလွတ်ပေးတယ်ပေါ့ငါတို့ကတော့ဒီငါတို့ဘက်ကတော့စိတ်ကောင်းစီတနာကောင်းတဲ့နင်တို့လွတ်ပေးတယ်ပေါ့ကွာဒါမျိုးတွေပေါ့ဒါတွေကိုတို့ပြည်သူလူထုတွေကလည်းအကင်းပပနဲ့နေဖို့လိုတယ်မသွားတဲ့နေရာမှာသွားဖို့မလာတဲ့နေရာမှာလာဖို့ဒါမျိုးတွေပေါ့ ထောင်ကိုမကြလိုက်ဘူးတရားရုံးမှလည်းပြတ်သွားတာအဲဒီ30ပေါ့နော်အဲ့တော့ဘာပဲပြောလူပေါင်းခုန9000မိပါကနာဒီမြို့တော်လူမျိုးနဲ့ကာဝေးကောင်စီရဲ့မြို့တော်ကာဝေးနဲ့လူမျိုးကောင်စီရဲ့ဒီဘာလို့ဆိုဖြေလျှော့စဉ်းစားပေးမှုအောက်မှာတတ်တာနေခွင့်ရသွားတဲ့သဘောနောက်တစ်ခုကထွက်ပြေးသွားတဲ့ဥဟန်သားမျိုးရှိတယ်နောက်တစ်ခုကဒီကိုကြည်တို့ရှိတယ်ရင်းတော့ဆရာမအောင်ရှင်ရှိတယ်ဒေါ်စနာမင်းကတောင်းဖွင့်လိုက်